ဖေမသေးခင်အောင်မြင်နေဆိုတာဘယ်လိုလဲဆိုတာသိချင်ဘူးဒီအချိန်မှာတော့မမီတော့တော့ချင်ပါတယ်သမီးရဲ့ညီကညီပကြီးပဲဆွဲဘာပဲလုပ်လို့နော်အတိကဝင်ငွေရှိနေဖို့ပဲနင်တို့မောင်နှမနှစ်ယောက်ကငါပကြီးဆွဲပြီးကြွတာလားမွေးငါရောက်ပြီးကြွတာလားပြောဒီဘိုက်တီးနေရလား နည်းနည်းပပချင်းလေးပါလေးမြည်လို့ရရုံလားကော်လေးပါလေးနည်းနည်းပပကင်တိုက်ရုံပေါ့ Just tea for two and two for tea. Just me for you and you for me alone. ဖုန်းကသူချိုးကားဖို့ကြံခဲ့ရလားနင်ကဘယ်ချိန်သူ့ကားဖို့ရောက်သွားပြီးဘယ်သွားခဲ့ကြถึงเมาแล้วสาวขึ้นไหลหันต้นก่อนเชอรี่เบเอาหนาวเข้าเย็นด้วยเดที่เว